ကားကြည့်နေရင်မျက်ရည်ပေါက်ပေါက်ကျမငိုချင်တာတောင်ငိုခဲ့ရတယ်။နေသူ့ရဲ့ရုပ်ရှင်ကတွားကြည့်တဲ့ vlog လေးကိုအားလုံးလိုက်ကြည့်ပေးကြပါဦးခင်ဗျာ။ပထမအကြိမ်လက်မှတ်ဖြတ်တာကျတော့မအောင်မြင်ခဲ့ပေမဲ့ဒုတိယအကြိမ်ကကျတော့အောင်မြင်စွာလက်မှတ်ဖြတ်နိုင်ခဲ့ပါတယ်။ရုံချိန်က12နာရီဆိုတော့အဖီတို့က17နာရီခွဲကလေးကတွားလိုက်ပါတယ်။ဒီဇက်ကားလေးဒီရပါရန် trend ဖြစ်နေတဲ့အတွက်ကြောင့်အဖီလေးလုံးဝအရင်ကြည့်ချင်နေတာပေါ့နော်အရင် active ဖြစ်နေပါတယ်မုတ်ကောကကြတော့အိမ်ကနေပဲဝေသွားလိုက်ပါတယ်ဒီအပတ်သေးမှာပဲအရင်မိုက်တဲ့စကားနှစ်ကားကိုပြပါတယ်ပေါ့နော်အနစ်လေးအရင်ကောင်းပါတယ်ခုကကြတော့ LPO တွေဒီစကားကြည့်နေပါပြီ LP အနောက်မှာထိုင်တဲ့မိန်းကလေးတယောက်ဆိုအစအနေငိုနေပြီပေါ့နော်အစဒီစဝန်တေးထွက်လာကြတဲ့အနေငုံနေပါပြီ LP ကကြတော့အစပိုင်းတော့တိတ်မငုံပေါ့နော်နောက်ဆုံးပိုင်းဒီနေတူအတန်တာညီလက်ထပ်ပွဲမှာလာချောင်းကြည့်နေတဲ့အပိုင်းမှာလုံးဝမျက်ရည်ပေါက်ပေါက်ကြစဝန်တေးထွက်လာတဲ့မျက်ရည်ပေါက်ပေါက်ကြခဲ့ပါတယ်ခုကကြတော့ကြည့်ပြီးပါပြီပေါ့နော်လူတော့တော်တော်လေးကိုများပါတယ်ဒါကြတော့ကြည့်ပြီးပြီဖြစ်တဲ့ LP ရဲ့မုတ်ပါရုပ်ရှင်ကြည့်ပြီးတော့ LP တို့ရဲ့အပူရှာပူဆိုင်မှာဝန်စားခဲ့တယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ